အားလုံးပဲမင်္ဂလာပါရှင်ဒါလေးကတော့တိုးတဘောဝတိုးရဲ့အလှလေးတွေပါစိတ်ဆင်းဆူဆူလေးတွေဆိုတော့ရှင်နေတော့အေးတာပေါ့ရှင်ပဲတွေကဒီနေ့နောက်ကျနေတာဆိုတော့အသီးသိမ့်မသီးသေးပါဘူးဘယ်အောင်ခုကြည့်နေတဲ့တငယ်ချင်းတွေရောတငယ်ချင်းတို့ဘက်မှာရောပဲတွေကအသီးသီးနေပြီလားရှင်အတီးကတီးတော့တီးရင်မမှဲ့သေးဘူးပေါ့နော်ဒီနှစ်ပဲတွေကနောက်ကျရရှင်ရေကနှစ်ခါတောင်ကြီးသွားတာဆိုတော့ရေကြီးပြီးတော့လဲမှုန်တိုင်းရတစ်ခါဝင်တော့ပဲတွေကပြန်ဖြတ်လိုက်ရတော့ပဲကနောက်ကျနေတာပေါ့ဒီနှစ်တော့တောင်းလူတွေပဲစီကောင်းမှစီလို့ပဲမြုံလေးနေရတာပဲရှင်